I found it. 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 Harry ရဲ့ real fan เนาะဆိုတော့ Harry ကျမကြီးနဲ့ပတ်သက်ပြီးတော့မှကျမကြီးအာမခံနဲ့ပတ်သက်ပြီးတော့မှအသက်အာမခံနေနဲ့ပတ်သက်ပြီးတော့မှပြီးတော့စီချိုနဲ့ပတ်သက်ပြီးတော့မှ Harry နောက်တစ်ကောက်မှာပြောထားပေးတာလေးရှိတယ်အဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှလေ့လာချင်တယ်ဆိုလို့ရှင်เนาะ Harry ရဲ့ TikTok နောက်တစ်ကောက်ရှိတယ် Harry Fegrade ဆိုတဲ့ဟာလေးရှိတယ်အဲ့ထဲမှာသွားပြီးလေ့လာလို့ရတယ်လို့ Facebook page မှာဆိုလို့ရှင် Harry the Fegrade Academy ဆိုပြီးတော့မှရရှာလို့ရတယ်เนาะဆိုတော့ဒီစာအုပ်လေးကလေ Harry အရင်တုန်းကလွန်ခဲ့တဲ့တစ်နှစ်ခွဲတုန်းကရေးထားတဲ့စာအုပ်ပဲဖြစ်တယ်စီချိုအမြက်ဖြတ်နေစာအုပ်ဆိုတော့ဒီစာအုပ်ဖတ်ပြီးတော့မှပြောင်းလဲသွားတဲ့သူတွေစီချိုရလတ်တဲ့အများကြီးပြောင်းလဲကြတဲ့သူတွေအများကြီးရှိပြီးသွားပြီဒီစာအုပ်ထဲမှာကိုက review တွေအများကြီးပါတယ်ပြီးတော့ဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့နီလန်းတွေကအစပါတာဖြစ်တယ်ဆိုတော့စီချိုနဲ့ပတ်သက်ပြီးတော့မှကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှလေ့လာခြင်းတဲ့သူတွေဆိုလို့ရှိရင် Harry ရဲ့နောက်တစ်ကောက်မှာသွားပြီးလေ့လာလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ် Harry ကိုအချိန်တိုင်းမှာ supporting ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ